ကင်းရလဲမစားတာကြာပြီပေါ့နော်ဒီသမင်းနေဟင်းနေပဲစားနေတော့ညနေခင်းလေးကိုအကင်သွားစားမယ်လို့ယောက်ျားကပူစားလိုက်တာ2 သိန်းကျော်ထွက်သွားပါရဲ့ရှင်ဒါကတော့ဟော့လာလားပေါ့နော်သူအကင်တွေကဒါလည်းမဆက်ဘူးဒါလည်းမငန်ဘူးအဆင်ပြေတယ်ပြီးတော့နေရာထိုင်ခင်းလေးရလဲဘီယာဆိုင်ပေါ့နော်ကွင်းပြင်လိုမျိုးပြင်မယ်လေချစ်စရာလေးပေါ့နော်အဲ့တော့ခါကြတော့အကင်လေးစားပြပါမယ်အရင်တော့အဲ့ဒီဝက်ဥချောင်းကင်းလေးကိုဆက်လိုက်ရွက်လေးနဲ့ထုတ်ပြီးတော့စားလိုက်တယ်ပေါ့နော်အဲ့ဒါလည်းအဆင်ပြေပေါ့နော်သူရှိမှထူးဆန်းတာရတာမျိုးဟိုဘောနော်စကာလော့လားအဲ့လိုမျိုးလေးကိုကင်ပေးထားတာပေါ့နော်အစိမ်းတော့မစားတတ်ဘူးကင်ပေးထားတယ်လုံးဝမညီပဲနဲ့တော်တော်စားလို့ကောင်းတယ်ပေါ့နော်ဒါတော့ကိုယ့်ဘာကိုကင်မရာခိုင်းပြီးတော့ကိုယ့်ဘာကိုစွတ်ထုတ်ပြီးတော့စားပြနေရပါကဲစကဲလော့လေးစားကြည့်မယ်ပေါ့နော်စကဲလော့လေးရလည်းကြာစံလေးနဲ့တော်လေးချင်းချင်းဆက်ပုံစံမျိုးလေးပေါ့နော်ဆက်ကလည်းဆက်မကြိုက်တဲ့မိမိနာကခဏရရှိရပေါ့နော်ဆက်ကြိုက်တဲ့သူတွေကတော့စော့တူရိုးသီးလူထက်တောင်မျိုးစားလို့ရပါတယ်အဲ့တော့ခါကျတော့ညနေခင်းလေးကိုဒီလိုမျိုးအေးစေးလေးစားကြအောင်စားရတဲ့လူတွေပြည့်နေပဲအဲ့ဆက်လက်ရွက်တောင်မှလေတပွဲဝယ်လာပေါ့နော်နောက်တစ်တပွဲထပ်တောင်းတာမရှိတော့ဘူးနော်အဲ့တော့ထောပတ်သီးဖြော်ရည်ကိုရေခဲမထည့်ဘဲနဲ့ဆက်ဖြော်လေးတောက်တာတော်တော်လေးတောက်လို့ကောင်းတယ်ထောပတ်သီးမကြိုက်တယ်မျက်နှာမှာကြိုက်တယ်နက်သီးလေးကလည်းအေးအေးပြေးပါတယ်နောက်ဆုံးကပုံလေးကအစ်စ်ပါ